ညာဘက်မိုးအေးတညာမော်လရိုင်မြို့ရဲ့ပင်လယ်ဘက်ကလေငင်းတွေတိတ်တိတ်လေးဝင်လာနေတဲ့အချိန်မှာကိုတက်နိုင်ကအလုတ်ပြီးအိမ်ပြန်လာခဲ့တယ်။သူ့အိမ်သားမှာလူတွေမနေရတော့တဲ့အိမ်ဟောင်းတစ်လုံးရှိတယ်။လူတွေကအဲ့ဒီအိမ်မှာမချွတ်သေးတဲ့တရေမလေးရှိတယ်လို့ပြောကြတယ်။ အဲ့ဒီညမှာပဲကိုတက်နိုင်ကပထမဆုံးကြားလိုက်တယ်မင်္ဂလိတယောက်ရဲ့အတန်နဲ့တိတ်တိတ်လေးငိုနေသလိုကျမကိုမစွန့်ပါနဲ့သူတကားဘက်ကိုမကြည့်ချင်ပေမဲ့မကြည့်လို့မရဘူးအိမ်ဟောင်းရဲ့ပီတင်းပေါက်ထဲမှာမင်္ဂလာဝတ်စုံနဲ့မင်္ဂလိတယောက်ရက်နေတယ်မျက်လုံးတွေကအဖြူဖြူပဲမျက်လာပေါ်မှာသွေးဆန်နည်းနည်းတင်နေတယ် နောက်တနေ့မနက်မှာသူ့အနားကလူကြီးတယောက်ကိုမေးလိုက်တယ်။အဲ့ဒီအိမ်ကတရေကြောင့်ဒီလားကျလူကြီးကခဏတိတ်နေသည်ပြောတယ်။အဲ့ဒီမင်္ဂလိကမင်္ဂလာဆောင်နေမှာပဲစွန့်ပစ်ခံရတာ။သူ့ကိုလာယူမယ်လို့ပြောတဲ့သူမလာခဲ့ဘူး။အဲ့ဒီနေ့ညမှာသူ့ကိုသူတတ်တည်လိုက်တယ်။